တင်းကိုတကယ်ချစ်တဲ့ယောက်ျားတစ်ယောက်နဲ့တင်းကိုကစားနေတဲ့ယောက်ျားတစ်ယောက်ရဲ့ကွာခြားချက်လူတော်များများကသူတို့ကိုခွဲခြားမမြင်နိုင်ကြပဲတကယ်စစ်မှန်တဲ့သူကိုလက်လွတ်ဆုံးရှုံးလိုက်ရတာတွေကျမသတိထားမိပါတယ်စိတ်ပင်နာရှုထောင်းကနေပြောရရင်တင်းကိုတကယ်ချစ်တဲ့ယောက်ျားတစ်ယောက်ကသူ့ရဲ့ပင်ကိုစရိုက်အစ်စ်အမှန်ကိုတင်းကိုတေချပေါက်ပြပါလိမ့်မယ်သူကဘာကိုမှဖုံးကွယ်ထားမှာမဟုတ်ဘူး။ဒါကြောင့်သူ့မှာအလွယ်တကူတဝင်းတိုတတ်တာနင်းနေပိုင်ဆိုင်လို့စိတ်များတာဒါမှမဟုတ်ယာယာကိုအသေးစီသွေးပြီးပူပန်တတ်တာလိုမျိုးအားနည်းချက်လေးတွေရှိတာကိုတင်သတိထားမိနိုင်ပါတယ်။ဒါရီအားလုံးကသူတင့်ကိုချစ်နေတဲ့ဆိုတဲ့လက္ခဏာတွေပါပဲ။ဒါဟာအမျိုးသားတွေရောအမျိုးသမီးတွေအထက်ပါအမှန်တရားပါပဲ။သူကတင့်ကိုယုံကြည်ပြီးအားကိုးတဲ့အထက်တင့်ဘေးမှာဟန်ဆောင်မှုမရှိပဲသူ့ရဲ့ပင်ကိုအတက်နေထိုင်နိုင်တယ်လို့ခံစားရလို့ပါပဲ။ဒါပေမဲ့တင့်ကိုအပျော်တပိုးပဲတွဲချင်တဲ့ကောင်းကြီးတွေကတော့များသောအားဖြင့်ဟာသညံရှင်ပြီးဆွဲဆောင်မှုရှိတယ်။ရင်ကျက်တယ်တည်ငင်တယ်တွေ့ကပ်မနေတတ်ဘူးလို့ထင်ရစေပြီးသူကတင့်ကိုတကယ်နားကျက်ပြီးတယ်လို့တင်ထင်အောင်လုပ်တတ်ကြပါတယ်။ပြောင်ပြောရရင်ဒါတွေအားလုံးကသူ့တဲ့အကြိုက်ကိုလိုက်ပြီးဟန်ဆောင်နေတာပါပဲ။သူတင့်ကိုမချစ်လို့သာဒီလောက်အရာရာကိုအဆင်ပြေနဲ့ခက်ခွာနေနိုင်တာပါ။ပြီးတော့သူတင့်ကိုမချစ်လို့ပဲတင့်အပေါ်မှာကစားကွက်မျိုးစုံကိုအကျိုးတင်အကြောင်းတင်အသုံးချနိုင်နေတာပါတင်ကအဲ့ဒီလိုလူမျိုးနဲ့အနာဂတ်ကိုမျှော်လင့်နေမယ်ဆိုရင်တော့အဆုံးမအထိနာဆုံးကတင်ဖဲဖြစ်မှာသိချပါတယ်ဒါပင်နဲ့အတွေးလွန်တက်သဝင်းတိုတက်ပြီးနင်းနဲ့စိတ်မကြည့်တဲ့အဲ့ဒီကောင်လေးတွေကမှတကယ်တမ်းတင့်ကိုချစ်တဲ့သူတွေဖြစ်နိုင်မှာပါသူကတိတ်ပြီးဟာတညံရွှင်ချင်မှရွှင်မယ်ရိုမန်တစ်ဆန်ချင်မှဆန်မယ်တခါတလေတင့်ကိုစိတ်တူအောင်တောင်လှုပ်နိုင်ပါတယ်ဒါပေမဲ့သူကတင့်ကိုတေချာပေါက်ချစ်ပါလိမ့်မယ်သူ့နီသူ့ဟန်နဲ့တတိကြီးထားပြီးတော့ပေါ့တင်ဘဝမှာဒီလိုလူမျိုးတယောက်ရှိနေတဲ့ဆိုရင်သူ့ကိုတကယ်တန်ဖိုးထားပါဒီလိုလူမျိုးကိုတစ်ခါလက်လက်ဆုံရှုံသွားရင်နောက်တစ်ခါပြန်ရှားတွေ့ဖို့တကယ်ခက်ခဲပါတယ်